ဒါနရည်တွေမှာလေမိဘနဲ့ပတ်သက်တဲ့ကုသိုလ်လေးများလေမညှို့ရင်လိုက်မိစေနဲ့တိလားမိဘနဲ့ပတ်သက်တဲ့ကုသိုလ်ကလေသိအကျိုးပေးတန်တာလူတယောက်ချမ်းသာခြင်းရဲ့လှုပ်ဝက်ချက်ကိုပြောရမယ်ဆိုရင်တဲ့မိဘကိုတည်တတ်တာတဲ့ဟာဒါမြည်ကြီးလက်ခတ်မလွယ်ဘူးနော်မြည်ကြီးလက်ခတ်မလွယ်ပါဘူးဒီဟာကိုစက်စနနာသူတည်တနာပြုကြည့်ပါမဟုတ်ဘူးဆိုကျမလာပြောကျမအာမခံနေရှင်နော်မိဘနဲ့ပတ်သက်တဲ့ကုသိုလ်တဲ့မိဘကိုတည်တတ်တာဟာချမ်းသာခြင်းရဲ့လှုပ်ဝက်ချက်နော်မိဘကိုစိတ်ချမ်းသာအောင်ထားတာမိဘကိုတည်တတ်တာနော်မိဘစိတ်ဆင်းအောင်လုပ်တာမိဘကိုပြင်စာနာတိယကံထိုက်တာဟာဒုက္ခရောက်ခြင်းရဲ့အချက်ပဲတကယ်ပါအဲ့ဒါကိုလေဒီခေတ်ကလေးလေးတွေသိစေခြင်းနေတကယ်သိစေခြင်းနေသိလားဒါလီလက်တွေ့လုပ်ကြည့်ပြီးမှပြောတော့အကံမပြောကြီးလက်တွေ့မိဘကိုတိတက်တဲ့သူဘယ်တော့မှဒုက္ခမရောက်ဘူးနော်ဘယ်တော့မှမစင်းရဘူးနော်ကိုယ်တိုင်ကြီးလာမှာနော်ကိုယ်တိုင်မိဘနေရာရောက်လာမှာကိုယ်တိုင်ဦးလာမှာကိုယ်တိုင်မရှာနိုင်မဖွေနိုင်တဲ့ဘဝရောက်လာမှာကိုယ်တိုင်နာတဲ့ဘဝရောက်လာမှာကိုယ်တိုင်အိယာထဲမှာရောက်လာမှာဒါရှောင်လဲလို့မရအောင်နော်အဲ့တော့မိဘနဲ့ပတ်သက်လို့အထူးကုသိုလ်တွေလူတိုင်းမှာမိဘရှိတဲ့အတွက်မိဘနဲ့ပတ်သက်တဲ့ကုသိုလ်တွေတန်ဝါကြီးယူကြပါလို့တိုက်တွန်းခြင်းနေရှင်နော်မိဘရှိမှမိဘနဲ့ပတ်သက်တဲ့ကုသိုလ်ရတာနော်မိဘရှိတော့မှတန်ဖိုးထားပေးကြပါလိုက်လဲချမ်းသာစေမဲ့လှုပ်ဝက်ချက်ကိုအနူးညွတ်ကိုပြောပါတယ်နော်ဒါတကယ်ကိုနိယာမအမှန်တရားတစ်ခုပါရှင်နောက်တကကိုစားမိတဲ့ကလှူလို့ရပါတယ်နော်ကိုစားမိတဲ့ကကိုနည်းနည်းလျှော့စားလိုက်မယ်ရှင်လှူလို့ရပါတယ်နော်ကျမတို့မရှိညောင်းမရဲ့လူလေးတွေလည်းလှူလို့ရပါတယ်မရဘူးမဟုတ်ဘူးကိုစားမိမုံလေးတစ်ခုကိုငတ်ခံလိုက်မယ်လှူလိုက်မယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကိုယ့်ရဲ့အသုံးစိတ်ကလေးကချွေတာမဲလှူလိုက်မယ်ကျမဆိုရင်ဟိုရင်တော့ကလေအလူဒါနတွေပြုလုပ်ခြင်းလို့ကျမရဲ့တကူကြီးတကားရအသုံးစိတ်ကျမအဝတ်စားမဝတ်ဘူးကျမအတွက်ကုန်မဲ့အဝတ်စားဘူးကျမအတွက်ကုန်မဲ့ skin care ဘူး makeup ဘူးနှာခမ်းနီဘူးကျမအတွက်ကုန်မဲ့ကုန်ကြစိတ်တွေကိုကျမအတွက်လုံးဝအသုံးမပြုဘူးကျမသည်ဒါနပြုလုပ်တဲ့နေရာမှာဘယ်သုံးခဲ့ဒါအမှန်သစ္စာပါရှင်ကျမဒါနပြုလုပ်ဖို့လေတိတ်ခက်ခဲခဲ့တယ်ဒါပေမဲ့ကျမရအောင်လုပ်ခဲ့တယ်အဲ့ကိုယ့်ရဲ့အတီလေး